Hello 3B မှာကြိုဆိုပါရနော်ဒီနေ့မှာတော့မြစ်ချင်လေးချက်စားပါမယ်ရှင်ဒါလေးတွေကတော့မြစ်ချင်လေးတွေကိုပြုတ်ပြီးရေစစ်တက်ဆင်ထားတာလေးရဲ့ကြက်သွန်နီကြက်သွန်ပြူထောင်းထားတာလေးရဲ့ပါရှင်စီလေးပူလာပြီဆိုရင်ကြက်သွန်နီကြက်သွန်ပြူလေးကိုစီတက်လိုက်ပါမယ်ရှင်ပြီးရင်တော့အရသာအတွက်နှင်းမော့အနှဲငယ်စားအနှဲငယ်ချုံမုံနှဲငယ်နဲ့ငပိလေးတွေကိုကြော်လိုက်ပါမယ်နော်ဆက်ဆက်လေးစားကြတာမို့လို့ငရုတ်သီးခွဲချမ်းလေးနဲ့အယောင်နေမုံလေးပါထည့်လိုက်ပါမယ်ရှင်ကျက်သွန်လေးတွေကျက်ပြီးငပိနံလေးတွေမွေးလာပြီဆိုရင်တော့ပြုတ်ထားတဲ့မြစ်လေးတွေထည့်ပါမယ်နော်မြစ်ချင်လေးတွေကိုစီပြန်လာတဲ့အထိချက်ပြီးထားလိုက်ပါမယ်နော်ပြီးရင်တော့မြစ်လေးတွေကျက်သွားအောင်ရေနွေးလေးအနှဲငယ်ထည့်ပြီးတည်ထားလိုက်ပါမယ်ရှင်မြစ်ချင်လေးတွေကနာနာချက်လေးစားကောင်းလေးပါနော်ဟင်းချက်ဗီဒီယိုလေးနဲ့အတူခုလိုအင်ဂျင်ဟင်းလေးတွေနဲ့အကျော်အလောမုံငင်းချင်လေးတွေလည်းမာလို့ရနေပါပြီနော်ကဲရေလေးတွေခန်းသွားပြီးစီလေးတွေပြန်လာပြီဆိုရင်တော့မြစ်ချင်ချက်လေးရပါပြီရှင်ခုလိုစားဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးပါနော်နောက်ဗီဒီယိုလေးနဲ့ပြန်ဆုံပါမယ်ရှင်တတား